အရက်တောက်တဲ့ကံနဲ့ပြင်မာတဲ့ကံနှမျိုးပေါင်းပြီးတော့ငရဲကိုရောက်သွားတာအဲဒါကြောင့်မလို့ဘုန်းကြီးတို့ပိဿပေါင်းသူတော်ကောင်းတို့ငရဲကိုရောက်သွားတယ်ဆိုတာငရဲကဆွဲခေါ်တာလားကိုကသွားခြင်းလို့သွားတာဒီကိုသွားခြင်းလို့ကိုသွားတာငရဲကတော့လက်တက်မဆွဲဘူးကိုကငရဲသွားကြောင်းအလုတ်တွေကိုလှုပ်လို့သွားတာငါးပါးသီလထဲမှာသူရာမေရယမစ္ဆပမာရဌာနဝရမဏိသိက္ခာပဒံသမာဓိယမိနောက်ဆုံးကပါသလားမပါဘူးလားအေးဒါကြောင့်မလို့ရက်သေးတာတောက်ချင်းကိုဘယ်ဘာသာကမှလက်မခံဘူးအရက်တောက်လိုက်အမှားများလာတာငရဲရောက်တယ်ငရဲကလွတ်လပ်ပြန်တော့အယူဘဝတဲ့အယူတော်မှတဘဝတော့မဘဝ900တဲ့ဘုန်းကြီးကအဲ့တရားပေါ်ကြရင်အဲ့ဒီအယူမကိုမကြည့်ရရင်မနေနိုင်တာအသွားတစ်ခေါက်ကြည့်တယ်ပြန်တစ်ခေါက်ကြည့်တယ်ဒီယူမဘာတွေလုပ်နေလဲဘာတွေပြောနေလဲဘာတွေစားနေလဲဘာလို့လက်တွေ့လေးတွေပြခြင်းလို့လူချင်းတူတူဘာဖြစ်လို့ယူနေတာတော့ရှင်းတယ်ဘုရားကျမ်းဂန်ကတော့အရက်တောက်ခဲ့လို့ဒီမိမယူဟိုဘကဘလောက်တောက်ခဲ့လဲမသိဘူးမိုးမလင်းမှုဆိုတာသူပဲဖြစ်လိမ့်မယ်ထင်ဆက်လိုက်တော်ကြီးနဲ့တဝါတိုင်းနေတဲ့တခါလေဆောင်းနေကြီးများချမ်းလိုက်တာမပြောနဲ့ဒီကမျိုးတဲ့ဆွမ်းသားသွားရင်ခြုံတယ်ဒီဒုက္ကုတ်တင်တဲ့တခါလေပတ်သွားတယ်ချမ်းလို့ဒီလောက်နေနေထွေးထွေးနေတာတော့မှတချို့ဘာဖြစ်လဲတခါကြီးတွေစောင်းနဲ့ခြံအောင်နဲ့ခေါင်းအောင်နဲ့မှုရနေတာတော့မှလေဖြတ်လို့တယ်ကဲအယူမှတာမန်တဲ့လေးပေါ်မှာထမိန်ချုံပြီးကွေးနေတာဖြတ်လိုက်ပါလားဟဲ့လေမဖြတ်ဘူးဖြတ်သလားဘယေသားမဖြတ်ဘူးလေကောက်လိုက်တဲ့ကျမ်းမာရေးတောင်တောင်ကုန်ပြီလို့အယူတဘလောက်စီအောင်မလဲမသိဘူးဘလောက်တောင်တောက်ခဲ့တယ်မသိဘူးကြည်သားဝေးမကြည့်နဲ့ဘယေသားအဲ့ဒီအယူမှရေးကြည့်လိုက်အေးအခုမဟုတ်ကြလေဦးကြမြမတန်ကလည်းကြင်ညာပြီကျင်နာတာမစားနဲ့ဝန်းနေသွားမယ်ဘာဖြစ်မယ်ညာဖြစ်မယ်နဲ့အယူမှအဲ့ဒီမှာသူများပြစ်ချထားတဲ့သေသီးပုတ်တွေကောက်စားနေတာသွားပါလားဝန်းသွားပါဘူးခိုင်လိုက်တဲ့ဓာတ်ဟုတ်တယ်သေပြီပေါ့အခုလောက်ဆိုဒီယူမှဝန်းသွားရင်သူ့ဘုရားဆေးထိုးမှာတော့အဲ့ဒါကြည့်ဘုန်းကြီးတို့ပြည်တဲ့တန်ဝေကယူနေတာဘာမှမသိဘူးပါဇက်ကလည်းဘာတွေပြောနေဒီပွားစီနဲ့အေးမူးတော့ကတောက်တော့ကဒီဖြစ်တောက်လှုပ်ခဲ့တာတွေကအယူဖြစ်တော့လဲဖြစ်တောက်လာတာပဲဟုတ်တယ်လေမူးတဲ့ခါကျတော့ရစ်သွားအိမ်မှာလာပြီးတော့ဟိုဟင်းကဘလို့ဖြစ်တယ်ဒီဟင်းကဒီလိုဖြစ်တယ်အဲ့ဒါပါဇက်ကမူးတော့ကဖြစ်တောက်နဲ့ပြောခဲ့တယ်အဲ့ဒီဖြစ်တောက်ကြီးကယူလဲယူကခုလဲဖြစ်တောက်ပဲသူကအဲ့တော့ဘုန်းကြီးတို့မရင်ဘုန်းကြီးပြောခြင်းနဲ့အဲ့ဒါများတောက်ခဲ့လို့တောက်ခဲ့လို့နည်းတောက်တဲ့လူကြတော့တမျိုးဘယ်လိုလဲတဲ့အဲ့ဒီလိုတွတ်လဲအောင်တော့မယူဘူးစာတင်လို့မရဘူးညံထိုင်းတယ်မွေးလာတဲ့ကပါဇက်တက်ကတရေတွေကြားပြီးတော့လေဘာတွေပြောနေမှလည်းမသိဘူးလူကြီးတော့လည်းခါတဲ့ကောက်တီကောက်ပွေးနေဘလို့ဖြစ်နေမှမသိဘူးအဲ့ဒါတချို့ကဒကမာကြီးကပြောတယ်အဲ့လိုကလေးများမိသားစုတွေပါလာရင်ဘာပြောတယ်အောက်မေ့လို့တော့အမေကလေးကတိုက်ကလာတာတဲ့ဘယ်ဟာတိုက်ကလာမယ်တောက်လာတာအဲ့ဒါကနည်းတောက်လို့အေးများတောက်ရင်တော့တွတ်လဲအောင်ယူပြီးတာမှတ်ပြီးတော့လို့ဒါကြောင့်မလို့ရဲ့သေသာတောက်သူများမှာလောကတလွားမှာမတင်တယ်သေတဲ့နောက်မှာအပေကြလို့900ဘဝယူလိုက်မယ်ဖယားဟောလာကြံကံရနဲ့လမ်းမှန်ပြလို့ဆုံးပါတယ်အဲ့ဒါကြောင့်မောင်မယ်များတတိထားရှောင်ရှားကြပါကွယ်